Shy and gay ညာအိတ်ဝစ်စုံနေမှာအယောင်ကောင်းဆုံး item ကိုမှအယောင်ဆုံးရလာပါပြီရှင်ဒီမှာပြဟောဒီမှာလုံးဝ crazy เนาะအစိမ်းရတကယ်ဒီဘောင်းမီရဒီမှာတွဲပြလိုက် ဘောင်းမီလေးရဒီမှာ ဘောင်းမီဒီလိုမျိုး one set ဘောင်းမီအသားကလေဒီလိုမျိုးနုဖတ်ပြီးတော့လေဒီလိုတုံပြီးစင်းနေရเนาะ luxury လောက luxury စိမ်းအောင်ရမယ်နောက်ပြီးဒီမှာထပ်ကြိုင်လိုက်ဒါကလည်း ရမယ် အညိုလေးဒီလို one set ရမယ်ပြီးသွားရင်နောက်တစ်ဆက်ဟာတော့ ဗီဒါလေးဒါလေးကဗီဒါ လုံး လေး ဝဒါကတော့လေ crazy color ပဲเนาะ ဗီဒါလေးရမယ် ဗီဒါလေးကိုဒီလိုဘောင်းမီအရှိန်လေးနဲ့တွဲဝစ်မယ်ယောက်ျားလေး main ကလေးဝစ်လို့ရပါတယ်ရောင်းပေးမဲ့ဈေးတကယ်တစ်ထည်ဘယ်လောက်လဲ luxury ဆက်ဆက်ပေါ့ပေါ့ပါပါအတန်ဆုံးစင်းနဲ့ရောက်ပြီမဲ့ဒဇုံကို4000ကျပ် ခေါ်တော့ဒါလေးစိုက်တစ်ဖွင့်တာမို့လို့ဒီဈေးနဲ့ရောင်းပေးရပါတော့နောက်ပိုင်းဒီဈေးနဲ့ခေါ်တော့မချပါဘူးအခုလောလောဆယ်တော့ဘယ်လောက်နဲ့ရမှာလဲဆို4000ကျပ် တဲ့နဲ့ရောင်းချပေးသွားမယ်ဒီလိုမျိုးဘောင်းမီအင်ဂျီ website ယောက်ျားလေး main ကလေးဝစ်လို့ရတယ်ပေါင်တင်က ပေါင်စရာ90ရာနေပြီးတော့200ထိဝတ်လို့ရတယ်စိုက်က small medium လက်စိုက်80ထိလာပါတယ်ရှင် အယောင်ကိုနောက်ဆုံးတစ်ခါပြောမယ်ဘာယောင်လေးလဲတကယ်ကြီး ပြော ပြော လေးကဒါလေးကတော့ကြောက်စိမ်းရောင်လေးတစ်ထည်ပြီးအပြာလေးရှိမယ်ပြီးလို့ရှိရင်အနက်ကလေးရှိမယ်ပြီးလို့ရှိရင်ဘေးဓာလေးရှိမယ်ပြီးလို့ရှိရင်အညိုလေးရှိမယ်ပြီးလို့ရှိရင်နိုစိမ့်လေးရပါမယ်ရှင် ဝယ်ချင်တဲ့သူတွေကတော့ခေါ်တော့ဒီ TikTok ကနေပဲ order တင်ပြီးဝယ်ယူလို့ရပါတယ်ရှင် Thank you တတာ